Hello ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော် channel လေးကနေကြိုဆိုပါရခင်ဗျဟုတ်ကဲ့အဓိကကတော့ဒီနေ့ကျွန်တော်ပြောချင်တာလေးကတော့ဒီလက်ကျင့်ခန်းလှုပ်ခြင်းကအုံနောက်ရဲ့ကျမ်းမာရေးကိုဘယ်လိုမျိုးကောင်းမွန်တယ်လဲဆိုတာလေးကိုကျွန်တော်တစ်ချက်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့အများစုကလက်ကျင့်ခန်းလှုပ်တယ်ဆိုရင်ဝိတ်ကြဖို့ကြွသားတက်ဖို့ဒါမှမဟုတ်လို့ရှိရင်ခန္ဓာကိုယ်အချိုးစားလှဖို့ပဲအဓိကစဉ်းစားတတ်ကြတာဖြစ်ပါတယ်ခင်ဗျဒါပေမဲ့တကယ်တမ်းလက်ကျင့်ခန်းလှုပ်ခြင်းရဲ့အကြီးမားဆုံးအကျိုးကျေးဇူးကိုခံစားရတာကခန္ဓာကိုယ်မဟုတ်ဘဲကျွန်တော်တို့ရဲ့အုံနောက်ဖြစ်တယ်ဆိုတာကိုသင်သိပါသလားလက်ကျင်ကန်လောက်တာဟာအုံနောက်ကိုအစွမ်းထက်ဆုံးဖြစ်အောင် upgrade လုပ်ပေးတဲ့အကောင်းဆုံးနည်းလမ်းပါဒါဟာဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုမှာဆေးပညာရှုထောင့်ကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့လက်ကျင်ကန်စလောက်လိုက်တာနဲ့နှလုံးခုန်လုံးမြန်လာပါတယ်နှလုံးကနေအုံနောက်စီကိုသွေးတွေအောက်ဆီဂျင်တွေပေါ့နောက်ပြီးအာဟာရဓာတ်တွေကိုအရှိန်အဟုန်နဲ့ပို့လွှတ်ပေးလိုက်တာပေါ့နော်ပြီးတော့ဒီလိုသွေးလည်ပတ်မှုအားကောင်းသွားတဲ့အတွက်လက်ကျင်ခန်းလုပ်ပြီးတာနဲ့ချက်ချင်းဆိုသလိုစိတ်ကြည်လင်သွားပြီးအာယုံစုဆိုင်မှုအားကောင်းလာတာကိုလက်တွေ့ခံစားရမှာဖြစ်ပါတယ်အဲ့တော့အပိုင်း3အနေနဲ့ဒါရင်မကသေးပါဘူးရေရှည်အတွက်အရေးကြီးဆုံးအချက်ကလက်ကျင်ခန်းလုပ်တဲ့အခါအုံနောက်ထဲမှာ BDNF ပေါ့နော် brain derived neurotrophic factor လို့ခေါ်တဲ့ protein ဓာတ်တစ်မျိုးထွက်လာတာပါဆေးပညာမှာတော့ဒါအုံနောက်အတွက်သဘာဝမြေဩဇာလို့တင်စားခေါ်ဆိုကြပါတယ်ဒီဓာတ်ကအုံနောက်ရဲ့မှတ်ဉဏ်ဗဟိုဌာနပေါ့နော် hippocampus ထဲကအာယုံကြောဆဲအသစ်တွေကိုမွေးဖွားပေးပြီးတော့မှဆဲချင်းချင်းချိတ်ဆက်မှုအားကောင်းစေတာပါဒါကြောင့်လက်ကျင်ခံလုပ်သူတွေဟာတင်ယူမှုစွမ်းရည်နဲ့မှတ်ဉဏ်ပို့ပြီးတော့ထက်မြက်လာတာကိုတွေ့ရပါတယ်နောက်တစ်ချက်ကဘာလဲဆိုတော့နောက်တစ်ချက်ကတော့စိတ်ကျန်းမာရေးပါလက်ကျင်ခံလှုပ်ခြင်းကစိတ်ဖိစီးမှုဖြစ်စေတဲ့ cortisol ဟော်မုန်းကိုလျှော့ကျစေပြီးတော့စိတ်ပျော်ရွှင်စေတဲ့ dopamine, serotonin တို့ endorphin တို့စသဖြင့်ဟော်မုန်းတွေကိုထွက်စေပါတယ်။ဒါကြောင့်စိတ်ပူပန်မှုတွေလျှော့ကျပြီးတော့စိတ်ပိုင်းဆိုင်ရာပုံမကြန့်ခိုင်လာစေတာဖြစ်ပါတယ်။အဲ့တော့ဆရာဝန်တယောက်အနေနဲ့ကျွန်တော်အနေနဲ့ပေါ့နော်အကြံပြုချင်တာကတော့အုံနောက်စွမ်းရည်တိုးတက်ဖို့အတွက်တစ်နေ့ကိုမိနစ်20ကနေ30ခန့်ပေါ့နော်ဥမာတစ်ပတ်ကို4ရက်လမ်းတက်လျှောက်တာမျိုးပေါ့ပြေးတာမျိုးဥမာစပိန်စီးတာမျိုးပေါ့နော်မိမိကြိုက်နေတဲ့လက်ကျင်ကန်တစ်ခုခုပေါ့ပုံမှန်လုပ်ပေးခြင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့ပုံမှန်လုပ်ပေးခြင်းအပြင်ကျွန်တော်တို့ရဲ့ brain power ပေါ့နော်ကျွန်တော်တို့ဒီအာယုံဆွဆိုင်မှုတွေအားကောင်းလာမယ်စိတ်ကျန်းမာရေးပေါ့နော်စိတ်ကြယောဂါတွေပေါ့ခုနစိတ်ကြယောဂါတွေနောက်ပြီးတော့စိတ်ဖိစီးမှုများတဲ့စိတ်ဖိစီးမှုတွေရောကြစေပြီးတော့စိတ်ကြယောဂါတွေဖြစ်ခြင်းကိုအကာအကွယ်အထောက်အကူပြုပါတယ်ခင်ဗျဟုတ်ကဲ့အခုလိုမျိုးကျွန်တော် channel လေးကိုကျွန်တော်ဒီဗီဒီယိုလေးကိုနားထောင်ပေးကြတဲ့လူများလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအဲ့တော့တကယ်လို့ဒီဗီဒီယိုလေးကိုသဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်လည်း like and subscribe လေးလုပ်ပြီးတော့ပေးဖို့အကြံပြုပေးရစီခင်ဗျဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ